လူတွေလည်းဒီတိုင်းပဲလေအမေနဲ့အဖေကမွေးထားလိုက်တယ်လူဖြစ်လာတယ်အရွယ်ရောက်တော့အိမ်အောင်ပြုတ်ပြန်တဲ့တစ်ခါသူဟာတစ်ခါအဲ့ဒီသူ့သားသမီးတွေတစ်ခါဖြစ်လိုက်ဟောအမေဖြစ်လိုက်သမီးဖြစ်လိုက်သမီးဖြစ်လိုက်အမေဖြစ်လိုက်အဖွားဖြစ်လိုက်ဒီလိုသွားနေတာပဲမဟုတ်လားဥပမာတစ်ခုပေးတယ်အေးလူတယောက်ဟာတဲ့မျိုးစေ့လေးတစ်ခုမှာမတရားစီပဲဖြစ်ဖြစ်ပိနေစီပဲဖြစ်ဖြစ်မျိုးစေ့လေးတစ်စိတ်ကိုမြေကြီးပေါ်မှာချဆိုင်လိုက်တယ်တဲ့ဒါအမတန်မှရိုးရှင်းတဲ့ဥပမာကိုပြောတာနော်မျိုးစေ့လေးတစ်ခုမြေကြီးပေါ်မှာချဆိုင်လိုက်တယ်အဲချဆိုင်လိုက်တော့ဘာဖြစ်လာတော့ဆိုအဲ့ဒီမျိုးစေ့လေးကအမြင့်ကလေးအောက်ဆင်းပြီးအပေါ်မှာအညွန့်ကလေးတက်လာတယ်ဒါလူတိုင်းမြင်မှုတယ်နော်အဲ့ဒီလိုအညွန့်ကလေးတက်လာပြီးတော့ဘာလို့တုံးဆိုအဲ့ဒီအညွန့်လေးကနေပြီးတော့ပင်စီတွေနဲ့ကြီးထွားလာပြီးအကိုင်းခက်တွေဖြစ်လာတဲ့အခါမှာနောက်ဆုံးမှာတစ်ပင်ကတဖြည်းဖြည်းကြီးလာပြီးတော့နော်အချိန်ရာသီအားလျော်စွာအသီးသီးတယ်ဘယ်ပြင်မဲ့ဖြစ်ဖြစ်ပွင့်ချိန်တိုင်းပွင့်မှာပဲသီးချိန်တိုင်းသီးမှာပဲနော်ခုခေတ်ဆိုလို့ရှိရင်ဤပညာတွေနဲ့လှုပ်ထားတာငယ်ငယ်လေးနဲ့သီးအောင်လှုပ်ထားတယ်ငယ်လေးနဲ့ပွင့်အောင်လည်းလှုပ်ထားတယ်နော်မတန်3-4နှစ်မှသီးမဲ့အုံသီးတောင်တစ်နှစ်နဲ့သီးအောင်လှုပ်တယ်ပိန်းနဲ့သီးလည်း40-50နှစ်မှသီးမဲ့ဟာကိုငယ်လေးနဲ့သီးအောင်လှုပ်တယ်အကိုင်းကူးဆိုပြီးတော့လူတွေကထွင်ကြတယ်နော်တစ်ပင်နဲ့ထွင်တာမဟုတ်နောက်လူပါထွင်ကုန်ငယ်လေးနဲ့သီးတာပွင့်တာတွေတီထွင်ကုန်ရတယ်ပေါ့နော်တီထွင်မှုတွေကများလာစမ်းသစ်မှုတွေများလာကြအဲ့ဒါလို့ရှင်နာဂသေနမျိုးစိတ်လေးချဆိုင်လိုက်တယ်တဲ့ဆိုင်လိုက်တဲ့အခါအညွန့်လေးထွက်လာတယ်အဲ့ဒီကနေပြီးတော့ကြီးထွားလာတဲ့အခါမှာအသီးသီးမယ်တဲ့တခါအဲ့ဒီအသီးကိုယူပြီးတော့အသီးထဲမှာပါတဲ့မျိုးစိတ်လေးတစ်ခုပြန်ဆိုင်လိုက်မယ်နော်ပြန်ဆိုင်လိုက်တဲ့အခါအဲ့ဒီတိုင်းပဲအဲ့ဒီမျိုးစိတ်လေးကလည်းအပင်လေးပေါက်လာတယ်ဒါမျိုးစိတ်သာပြောတာလူတွေလည်းဒီတိုင်းပဲလေအမေနဲ့အဖေကမွေးထားလိုက်တယ်လူဖြစ်လာတယ်အရွယ်ရောက်တော့အိမ်အောင်ပြုတ်ပြန်တဲ့တစ်ခါသူဟာတစ်ခါအဲ့ဒီသူ့သားသမီးတွေတစ်ခါဖြစ်လိုက်ဟောအမေဖြစ်လိုက်သမီးဖြစ်လိုက်သမီးဖြစ်လိုက်အမေဖြစ်လိုက်အဖွားဖြစ်လိုက်ဒီလိုသွားနေတာပဲမဟုတ်လားအဲ့တော့တစ်ပင်ကနေမျိုးစေ့ရမျိုးစေ့ကနေအပင်ရတခါအပင်ကနေပြီးတော့အသီးရအသီးကနေတခါမျိုးစေ့ရမျိုးစေ့ကနေအပင်ရဒီပုံစံနဲ့သွားတာလေဖြစ်စဉ်ကြီးကအဲ့ဒီမျိုးစေ့လေးကိုပြန်ပြီးတော့ဆိုက်လိုက်တဲ့အခါကျတော့အပင်ကလေးတစ်ခါပေါက်လာပြန်ရောအဲ့ပေါက်လာတဲ့အပင်လေးကလည်းအညွန့်နေတက်ပြီးတော့အရွယ်ရောက်လာတဲ့အခါသူကလည်းအသီးသီးပြန်အဲ့ဒီအသီးထဲမှာအပင်ပေါက်နိုင်တဲ့မျိုးစေ့လေးတစ်ခါပါလာပြန်ပါလာတော့အဲ့ဒီမျိုးစေ့လေးကိုဆိုက်လိုက်ပြန်တယ်ဟောအပင်ဖြစ်ပြန်တယ်အပင်ကအသီးသီးပြန်တယ်ဆိုတစ်ပင်တွေကပြတ်သွားတယ်လို့မှရှိမှမရှိတာဒီပုံစံနဲ့ပဲသွားတာပဲလေဒီပုံစံနဲ့ပဲသွားတာကမ္ဘာလောကမှာရှိသမျှတစ်ပင်တွေဒီပုံစံနဲ့ပဲအကြောင်းပြုပြီးတော့သွားဒါကတော့ရိုးရာကိုပြောပြတာခဏခေတ်ကြတော့ခိုင်းကူးတွေဘာတွေလည်းရှိလာတယ်ပေါ့ normal မဟုတ်ဘဲနဲ့ abnormal လောက်လာတာတွေလည်းရှိတယ်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်အပင်ဟောင်းကိုအကြောင်းပြုပြီးအပင်သစ်ဆိုတာဖြစ်ရတယ်ပေါ့အပင်ဟောင်းမပါဘဲနဲ့အပင်သစ်အဲ့ဒါဆိုလို့ရှိရင်မျိုးစိတ်ကိုအခြေမခံမဲနဲ့တစ်ပင်တစ်မျိုးတီထွင်နိုင်ရင်တော့လည်းမဆိုးဘူးလူတွေလည်းတီထွင်မယ်ဆိုလှလှလေးတွေတီထွင်ထားရင်ကောင်းတယ်နော်နှာခေါင်းဆောက်ထိုးကြီးနဲ့မထွင်နဲ့နော်အဲ့တော့လှလှပါပါဒီတဲ့လှတဲ့ဒီဇိုင်းရှိရင်ထုတ်ပေါ့အဲ့တော့လောကမှာမျိုးစေ့ကနေပြီးတော့ပုံစံတူလေးတွေထုတ်ပေးတယ်